လူသားကမာလိကိယောမစ်ဒီန်လို့ဆိုတဲ့အခါအလ္လာဟ်အရှင်မြတ်ကမัจဂျာတာနီအဘဒီငါရဲ့ကြေးကျွန်ကငါရဲ့မြင့်မြတ်မှုကိုဖော်ကျူးတယ်လို့ပြန်ပြောတော်မူတယ်အလ်ဟမ်ဒူလ illah အခုမာလိကိယောမစ်ဒီန်ဆိုတဲ့အာယတ်ရဲ့အဓိပ္ပာယ်ကိုသင်ယူကြပါစို့မာလိကိစိုးပိုင်တော်မူသောအရှင်ယောင်မိတ်နေ့ကိုအဒ္ဒီနေ့အစာပေးတော်မူမည်မာလိကိယောမစ်ဒီန်ထိုရှင်မြတ်သည်ကောင်းကျိုးဆိုးကျိုးအစာပေးတော်မူမည်နေ့ကိုစိုးပိုင်တော်မူသောအရှင်ဖြစ်တော်မူပါသည်ကြက်မှတ်ထားရန်ဖြစ်ပါသည်နေ့စဉ်တအာယတ်ဆက်လက်တင်ပြပေးပါမည်အင်ရှာအလ္လာဟ်ဆရာဟာရှင်တင်မြင့်